အနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးကိုရှိခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1338ခုတပေါင်းလဇန်တရက်နေ့ညတောင်ငူမြို့သူရမပရိယတ္တိစာပြန်မွဲကြီးမှာတဘူရွဲလစုပ်7 73 14 3ညဟောပြီးတဲ့နောက်တကုံတိုက်တကားကိုအေးထလျှောက်သဖြင့်အခုတကုံတိုက်ရှိတရားပွဲကြီးမှာတပေါင်းလဇန်တရက်အခုနောက်ပိုင်းဇတ်လံဘုန်းကြီးကြေညာထားတာကတာဟောင်းချီမြောက်နတ်ပြည်ရောက်ဒီတာဟောင်းချီမြောက်နတ်ပြည်ရောက်ဆိုတဲ့ဒေသနာတော်ကိုဘုန်းကြီးဟောမှာဖြစ်သဖြင့်ကျွတ်တော်သုံးလောကထိုးထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ဤသာဝကာကြီးဖြစ်တော်မူသောရှင်မဟာကတ္တဗကိုရောမြတ်ကြီးသည်နိရောဓသမ္မာဘမှအထအဲ့ဒီနိရောဓသမ္မာဘမှထပြီးသောအခါငါသည်ဒီကနေ့မြည်သည့်ပုဂ္ဂိုလ်ရဲ့ဆွမ်းကိုအလှခံရပါမလဲဘယ်သူဆွမ်းအလှခံရပါမလဲချမ်းသာတဲ့ပုဂ္ဂိုလ်များကတော့နောက်ဘဝကပုပ်ဘေးစကြောင့်လှူခဲ့တဲ့ကုသိုလ်အဟုန်နဲ့နတ်ဘုံတမျှတိုက်ကြီးဓာကြီးအင်းကြီးတွေနဲ့ချမ်းချမ်းသာသာနေကြရသည်ဒီကနေ့ငါသည်ဆင်းရဲသောပုဂ္ဂိုလ်ရဲ့ဆွမ်းကိုအလှခံမယ်မြည်လို့ချီးမြှောက်ရပါမလဲလို့ကြည့်လိုက်တော့တရားနာပရိသတ်ကြီးအထီးကျန်ဘဝနဲ့တယောက်တည်းတောင်းစားနေရတဲ့ကလေးမလေးသွားမြင်လိုက်ဒီကလေးမလေးသွားမြင်လိုက်တော့ဒီကလေးမလေးသည်ဟိုးစဉ်အခါကတော့ပက်ဆန်ရှိသောတိုက်ကြီးနဲ့နေသည့်သို့ပါတော့လဲအဲ့ဒီအိမ်မှာအဟိဝါဒယောဂလို့ဆိုတဲ့ရင်နာယောဂတစ်ခုဆွဲကပ်လာသဖြင့်မွေစိတ်ကဲ့သို့လျင်မြန်သောရင်နာယောဂတယောက်ကိုဒီယောဂဖြစ်ရင်တအိမ်လုံးသေတတ်အဲ့ဒီလိုတအိမ်လုံးသေတတ်တယ်ပြေးမှလွတ်မပြေးရင်မလွတ်ဘူးခုခေတ်လို့ဆိုရင်ပလေယောဂကြွယောဂတို့လူလားတော့မပြောတတ်ဘူးပေါ့ဒီလိုနေပါလိမ့်မယ်နဲ့တူပါရဲ့အဲ့ဒီရင်နာယောဂဖြစ်လာတော့မိမိအိုအိမ်ပစ္စည်းသားသမီးမိဘကိုဘယ်သူမှခင်တွယ်လို့မရပြေးတဲ့လူလွတ်တယ်မပြေးရင်အကုန်ကူးပြီးတအိမ်လုံးသေအဲ့ဒီလိုတအိမ်လုံးသေတဲ့ယောဂကြီးဆွဲကပ်လာသောခါမှာခပီဒီကိစ္စငါပြေးမှဖြစ်တော့မှပဲမပြေးရင်ဒီယောဂကြီးငါကိုကူးဆက်ပြီးတော့ငါပါသေတော့မှပဲပြေးညီခင်တွဲမနေနဲ့ခင်တွဲနေလို့ရှိရင်ညီသေတော့မှပဲဆိုပြီးတော့တယောက်ထဲအလို့ယုံပြီးတော့ထွက်ပြေးလာတဲ့ကလေးမဟိုအိမ်ရောက်ဒီအိမ်ရောက်သူများတစ်စက်မိတ်အောက်ခွက်ကလေးကိုင်းပြီးတော့တောင်းစားနေရတဲ့ကလေးမပေးပါကမ္မတစားစားနဲ့သူပဲလူပဲကိုစားနေရတဲ့ဘဝအဝတ်တစ်ထဲကိုတစ်ခုနဲ့ဒီလိုစားနေရတဲ့ကလေးမလေးကိုမြင်တော်မူတယ်သူ့လှူစရာကကြည့်လိုက်တော့လေထမင်းကြိုထမင်းတို့အယိုးအရင်ဒီကနေ့သူ့လှူနိုင်တဲ့ပစ္စည်းကမရှိထမင်းကြိုလေးတွေတော့သူ့ခွက်ထဲရှိပါလားထမင်းကြိုလေးတွေရှိတော့လဲငါကိုယ်တော်မြတ်ကြွသွားသောအခါအလှခံသောအခါမှာသူ့လှူနိုင်တဲ့စေတနာလေးရှိပါမလားကြည့်လိုက်လှူနိုင်တယ်ငါကိုယ်တော်မြတ်ကြွရင်သူလှူမယ်
သူလှူပြန်မှာတော့ဂေါဒိဋ္ဌာရမအကျိုးပေးနိုင်ပါမလားကြည့်လိုက်အကျိုးပေးနိုင်တယ်အကယ်၍ဒီကလေးမလေးထံကိုငါရောက်အောင်မကြွပါကဒီကလေးမသည်မဲ့ဖိုးနဲ့နတ်ရွာသူဂတိမှာအချီးနှီးဖြစ်ရှာတော့မြည်တကားမြင်တော်မူလို့ရှင်မဟာကတ္တဗကိုတော်မြတ်ကြီးကြွဆင်းရဲတဲ့ဆောင်းအလှခံမဲ့ဆိုပြီးကြွလာလိုက်တာတရားနာပိဋကလာလိုက်တဲ့နတ်သမီးတွေတအုပ်ကြီးပိဋကဘာတွေတို့နတ်သမီးတွေဟေးလာဟေးလာဟေးတို့လူရအောင်ဟေးလူရအောင်ဟေးနဲ့ယုံနဲ့လာကြရှင်ဗျာရှင်မကတ္တဗကိုတော်မြတ်ကြီးတပည့်တော်တို့ဆောင်းလှူပါရစေဆောင်းလှူခံတော်မူပါဗျာဟဲ့မလှူဘူးသွားကြအလှူမခံဘူးအလှူမခံဘူးသွားကြတရားတရားရှိလုံးလို့ပါဗျာနင်တို့တရားတရားရှိတာရှိပါစေလူဘဝကကုသိုလ်ကောင်းမှုတွေပြုလို့အဲ့ဒီကုသိုလ်အဟုန်နဲ့နတ်ဘုံကိုရောက်လာတာသင်တို့ကချမ်းသာတယ်ကိုဘုံဗိမာန်ကိုချမ်းချမ်းသာသာနဲ့စံစားကြပြန်သွားကြငါအလှမခံမဟုတ်ပါဘူးဗျာတရားတရားရှိလုံးလို့ပါဗျာဒီနာသမီးတွေသွားကြလို့ဆိုမှမဟုတ်ပါဘူးဗျာလှူခြင်းလုံးလို့ပါဗျာတခါတည်းတရားနာပရိသတ်ကြီးလက်ဖြောက်တီးလိုက်ရှင်မကတ္တဗကိုတော်မြတ်ကြီးလက်ဖြောက်တီးကျုပ်ကတောက်ခေါက်ပြလိုက်လက်ဖြောက်တီးတော့မနေနိုင်နာသမီးတွေလန့်ပြီးဖြိုခရမ်းနဲ့ပြေးကြတချို့တစားပရာတွေကိုယ့်ကိုကာရနဲ့ကြည့်နော်တရားနာပိဋကနည်းနည်းလေးတော့ဟိုဘဟုတုတထူးထူးဆန်းဆန်းလေးမှတ်သွားပေါ့ယဟန္တာများလက်ဖြောက်တီးရင်လေပိဋကမြည်သည့်ပုဂ္ဂိုလ်မှနေနိုင်မှုတဲ့ဗျမှတ်သွားနော်ယဟန္တာများလက်ဖြောက်တီးရင်မြည်သည့်ပုဂ္ဂိုလ်မှမနေနိုင်ဘူးပြေးကြတော့ယဟန္တာကြီးတွေလက်ဖြောက်တီးရင်ဘယ်သူမှမနေနိုင်နတ်သမီးတွေပြေးကြဖယုံဖဲနဲ့ပြေးသွားတာကြားနဲ့တွေ့ပြေးကြဖယုံဖဲနဲ့ကတ္တဗကိုတော်မြတ်ကြီးကလက်ဖြောက်တီးလွတ်လိုက်လို့မနေနိုင်မဲနဲ့ပြေးလာရပါတယ်နင်တို့ကဘာသွားလို့ရှင်မကတ္တဗကိုတော်မြတ်ကြီးဆွမ်းလှူခြင်းလူသွားတာအလှမခံဘူးနေအိုနင်တို့ကဘယ်ပုံစံနဲ့သွားတာဒီပုံစံနဲ့သွားတာလေဘယ်ရလဲနင်တို့ဆုံးလောင်းသွားတာရှိုးနဲ့မိုးနဲ့ဟေးဒီရှိုးမျိုးနဲ့သွားလို့အလှမခံဘူးဒါမဲ့ငါလှူပြမယ်တရားမင်းကအရင်သူကလှူခဲ့ဘူးသကိုပရိသတ်ရဲ့အရင်တခါရှင်မကတ္တဗကိုတော်မြတ်ကြီးဆင်းရဲတဲ့ဆောင်းကိုအလှခံမယ်ဆိုလို့အဖိုးကြီးဖွားကြီးရောင်ဆောင်းပြီးတော့သူကလှူခဲ့ဘူးသည်လှူခဲ့ဘူးတယ်အဲ့ဒီလိုလှူခဲ့ဘူးတော့တရားနာပရိသတ်ကြီးအခုလည်းပဲသူကလှူရလိမ့်မယ်လို့ထင်တယ်ဟေးငါသွားလှူပြမယ်ကြည့်ကြတရားနာပရိသတ်ကြီးနည်းနည်းလေးတရားနာရင်လည်းပဲလှူခြင်းစိတ်ကလေးတွေတဖွာဖွာပေါ်ကြပေါ်အောင်ကြိုးစားကြနတ်ပြည်တရားပြည်ဘုံကြီးမရှိဘူးပရိသတ်နတ်တွေတရားတွေလှူခြင်းလို့ရှိရင်လူပြေဆင်းပြီးတော့လှူကြရပါသည်ဘုံကြီးမရှိဘူးနတ်ပြည်လူပြေကအားရအောင်လှူသွားကြခင်ဗျားတို့ကျွတ်ခေတ်တော့ပေါ်ရတဲ့ဘုံကြီးတွေမလှူခြင်းရင်လားဘယ်လန့်သွားကြရဟန်တန်ဃာတော်တွေတွေ့ရသည်လှူကြစမ်းမှကြိုးစားပြီးတော့တချို့ကြတော့လေဘုန်းကြီးတရားမပေါက်တတ်ဘူးဘုန်းကြီးမကြည်ညိုတတ်ဘူးနေရတဲ့ကသူတို့တွေ့မကြည်ညိုတတ်တော့တန်ခတ်အဝဏံဘာတိတန်ဃာတော်ရဲ့ကျေးဇူးမဲ့ကဲ့ရဲ့သောစကားတွေကိုသာဆိုတတ်ကြသည်ပွဲသွားလဲတွေ့တာရုပ်ရှင်သွားလဲတွေ့တာဘောပွဲကြတော့လေရဲလို့အပြစ်တင်မကြည်ညိုတတ်လို့မကြည်ညိုတတ်ခင်ဗျားတို့ကုသိုလ်ကောင်းလိုက်ဇပ်ပွဲသွားကြည့်ပြန်တော့လေဘုန်းကြီးတွေကြည်ညိုနိုင်သည်ဘယ်လောက်ဟန်ကြ
ပွဲသွားတော့လေဘုန်းကြီးနဲ့ရုပ်ရှင်သွားတော့လေဘုန်းကြီးနဲ့ဘောပွဲသွားတော့လေဘုန်းကြီးနဲ့ကြီးညိုခြင်းနဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့ကုသိုလ်ကြီးရုပ်ရှင်ပွဲဘောပွဲအငိမ်ပွဲဇက်ပွဲသွားတဲ့ဘုန်းကြီးတွေဘက်ကကျုပ်ကာဘာလုပ်ပေးတာမဟုတ်ဘူးယို့ကြီးညိုတတ်အောင်မင်းတို့မင်းကြီးတန်ခါကြီးညိုတဲ့နေရာမှာပြင်စမသင်္ဃာယနာတင်မင်းတရားကြီးဘုန်းကြီးတွေငါကြီးညိုသကွာတဲ့ညစာမစားဘဲနဲ့မိမမယူတာကိုကြီးညိုလှမိမမယူတာကြီးညိုရောဗောမင်းတို့မင်းကြီးကသူကမိမတွေတပြုံကြီးနဲ့နေတဲ့လူကိုတို့တဲ့သားတယ်ဆိုပြီးတော့ကြီးညိုသည်ဒါကြောင့်ကိုယ့်တဲ့သားကြီးညိုတန်းတကားတို့ကြိုးစားကြတချို့ကပွဲကြည့်ပါဘုန်းကြီးညာဘုန်းကြီးမလုံးနဲ့ဘုန်းကြီးပွဲကြည့်တာအပြစ်မရှိဘူးလို့ဘယ်သူကပြောတော့အပြစ်ရှိသားပဲအဲ့ဒီအပြစ်ရှိတဲ့ဘုန်းကြီးရဲ့အပြစ်ကိုတမင်သက်သက်ဘာဘုန်းကြီးညာဘုန်းကြီးဆိုတော့ဟောဘုန်းကြီးရတဲ့အပြစ်ကိုတမင်သက်သက်ကိုကခွဲယူမှတ်ထားအောင်သေးသေးချာချာနောက်ပွဲခင်းတဲ့ဘုန်းကြီးတွေ့ရင်ဘာဘုန်းကြီးညာဘုန်းကြီးမလုံးနဲ့ဘုန်းကစီးထားတဲ့ဖဏတ်တွေကလည်းမြင့်ဘုန်းကြီးတွေပွဲကြည့်တာမမြင်တဲ့ချင်းရင်ကြုံမှာခဲ့မယ်ပွဲခင်းတဲ့ဘုန်းကြီးတွေ့ရင်လေဒီမဲ့ဖဏတ်ကလေးချို့တပည့်တော်ကရဟန်းတန်ကဆိုသိကြည်ညိုတာဗျာရှင်မရရပောင်ဗျာတပည့်တော်ကတော့ကျင်လို့ပါဗျာရှစ်သာနိုင်နိုင်ခိုးပွဲခင်းတဲ့ဘုန်းကြီးပြောက်သွားလိမ့်တကယ်ပြောတာပါကျွတ်တို့ဘုန်းကြီးတွေဟာလေຫນွေကဘလောက်ပူပေမဲ့လို့ပွဲကြည့်ရင်သင်္ကန်းခေါင်းပေါ်တော့ခြုံလိုက်သေးတာမရှက်လို့ကြည့်နေတာမဟုတ်ဘူးဘုရားကြီးတန်ဃာတော်တွေရှက်တော်မူရသည်ရှက်ဘာလို့ကြည့်တော့ဖေမနေနိုင်လို့ကြည့်တာဩပုထုဇဉ်ကိုတဒိန်ဒိန်ဆိုတော့လေလှုပ်လှုပ်ရတာဖြစ်တော့ထွက်ကြည့်ရတယ်မကြည့်တဲ့ချင်းလဲမကနဲ့ဘောမျက်စိပါတော့ပုထုဇဉ်တွေမနေနိုင်လို့ကြည့်ကြသည်ကြည့်ပေမဲ့လို့တန်ဃာတော်တွေမှာခမည်းတော်ထက်ရှက်တဲ့စိတ်ရှိလို့သင်္ကန်းအိုက်ပေသည်ခေါင်းမူခြုံတော်မူကြသည်သင်္ကန်းခေါင်းမူခြုံလေးနဲ့မနေနိုင်လို့သာကြည်ရငါဆွမ်းကအိမ်ကတက္ကမကြီးများတွေးနေမလားဆွမ်းကအိမ်ကတက္ကကြီးများတွေးနေမလားအမလီတကယ်ရင်းနှီးတဲ့တက္ကများပွဲခင်းနဲ့တွေးလိုက်ရင်လေအဲ့ဒီကူတော်ရဲ့ခြေတော်ဟောပဲပြုတ်တဲ့သွက်ဘယ်ရောက်သွားမှမသိဘူးရှိုးရှိုးနဲ့ထွက်ပြေးတာဟုတ်တယ်ပဲတယ်များသိသွားတာမန္တလေးကျွတ်တို့ပဲတယ်တွေလေဟောဆောင်းတွင်းများနှင်းကဝေဝေနဲ့ပဲဆိုလိုက်ရှိဘူးသိမြန်နာနှင်းနေတဲ့ပျောက်သွားအဲ့ဒီမန္တလေးကပဲပြုတ်တဲ့ရဲ့ခြေတော့တဲ့သွက်တဲ့ဗျာရှက်လို့မတွေ့ခြင်းတဲ့တရားတော်မှယဉ်နှီးတာတွေတွေ့ရင်အဲ့ဒါလိုကြွတော်မူသည်ဒါကြောင့်တရားနာပရိသတ်ကြီးပွဲခင်းနဲ့ရှ िख ိုးတာကျွတ်တို့ဘုန်းကြီးတွေမှာရိုက်တာတဲ့နာသည်ပရိသတ်ရှစ်တာနိုင်ခိုးပါသွားပါလိမ့်မယ်ဘုန်းကြီးတခုတော့ရှိရဲ့အာဇရှာဇာကောင်းတဲ့ကူတော်ဆိုရင်လည်းတက္ကမကြီးစောင်းတာလားရှ िख ိုးဟန်ကြဘီလိုက်ရတဲ့ပလင်းလောက်ပြဆိုတော့ကတ်တကားငရဲကြည့်တာမှဟုတ်ပဲဒါလည်းထဲပြောရသေးတာကိုဒါကြောင့်တရားနာပရိသတ်ကြီးဘုန်းကြီးတွေပေါ်တဲ့ကျွတ်တို့လူဘဝမှာကြိုးစားပြီးတော့လှူကြကြည့်အခုလူပြေဆင်းလှူရတယ်ဗျနတ်တွေတရားတွေတရားမင်းဆင်းပြီးလူပြေကိုတရားမင်းကအရင်အယောင်တိုင်းဆင်းတာမဟုတ်အယောင်ပြောင်းဆင်းပိဋကတရားဘယ်လိုလုပ်ဆင်းအဖြူနဲ့အဝါပြောင်းတာမဟုတ်ဘူးအယောင်ပြောင်းတယ်ဆိုတာတရားရုပ်ဖြောင်းအဖိုးကြီးရုပ်ဖန်ဆင်းဆန်တွေမဖြူခြင်းမဲနဲ့ဖြူသွားတွေမကြိုးခြင်းမဲနဲ့ကြိုးပရေတွေမတွန့်ခြင်းမဲနဲ့တွန့်ခါမကန်ခြင်းမဲနဲ့ကိုင်းတောင်မွေးကြီးနဲ့ဆွမ်းတွေကိုခွနဲ့ကိုင်းလို့ရှင်မကသဘာကိုတော်မြတ်ကြီးနဲ့ခရီးရင်ဆိုင်ရှေ့တဲ့ကနေပြီးတော့မှန်လှပါဖယားတပည့်တော်အင်မတန်မှဆင်းရဲပါရဖယားအသက်ကလည်းကြီးရင်ပါပြီဖယားတပည့်တော်သေဖို့လာရှိပါတော့ဖယားဖိုးကြီး
ဖယားတပည့်တော်တို့ကိုသနာသဖြင့်အရှင်မယားဆောင်းအလူခံတော်မူပါဖယားလူခံတော်မူပါဖယားဖိုးကြီးပန်းချောင်းနဲ့ပြန်ရိုးသွားကြပါကျုပ်ပါးတွေရွဲ့သွားမှာစိုးရကြည့်အခုအလူခံတော်မူပါဗျာလို့လျှောက်တော့ရှင်မဟာကတ္တဗကိုတော်မြတ်ကြီးကတကူတော်နဲ့ညံမျက်စိကဖွင့်ပြီးတော့ကြည့်လိုက်သူကြည်ရတာဆင်းရဲတာတော့မှန်တယ်ဒါပေမဲ့လို့တရားစိတ်မချရတရားစိတ်မချရဘူးအရင်တစ်ခါဆင်းရဲတဲ့ဆွမ်းအလူခံမယ်ဆိုတော့ကတရားဒီလိုပဲဖိုးကြီးဖွားကြီးအောင်ဖန်ဆင်းဆင်းလာငါသည်ညံတော်နဲ့မကြည့်ပဲနဲ့အလူခံလိုက်သပိတ်ထဲဆွမ်းရောက်မှနောက်တရားမှန်းပြီတရားစိတ်မချရဘူးမှန်ဆိုပြီးညံတော်နဲ့ကြည့်လိုက်တရားယုတ်ကြီးပေါ်လာဟာတရားရခိုးဆိုင်ရလူတွေများလန့်သွားပါဟိုခိုးလူတဲ့တရားမှုတရားသခိုးတဲ့ဟိုတရားနဲ့ဘာမှမဆိုင်ဘူးဟာတရားသခိုးလို့ပေါ်လိုက်တော့တရားလန့်သွားသွားတဲ့ဆောင်းငါအလှမခံဘူးငါဆင်းရဲတဲ့ဆောင်းကိုအလှခံနေမှန်လားပါဗျာတပည့်တော်လှူခြင်းလုံးလို့ပါဗျာဩဒီတရားသွားလို့ပြောနေတရားရှိလုံးလို့ပါဗျာဩလူပြေကကုသိုလ်ကောင်းမှုတွေနဲ့နတ်ဘုံနာနတ်သမီးတွေအများကြီးနဲ့တရားဖြစ်ခံစားလေရဒါဆိုတော်ရောပေါ့ဆင်းရဲတဲ့ပုဂ္ဂိုလ်ငါချီမြောက်မလို့ငါရှိရောက်အောင်လာတာရင်လွန်လှပြီသွားတရားငါလူမခံဘူးရဘူးနောက်တရားလက်ဖြောက်ဒီလွတ်တော့တရားလည်းမနေနိုင်ဘူးပြီးတရားလည်းပြီးရောဒီတော့ဘာလက်နဲ့မှမဆောင်ရဘူးယဟန္တာကြီးတွေလက်ဖြောက်ဒီရင်ဘယ်သူမှမနေနိုင်ဘူးမှတ်ထားဒီတရားဟောတော့မတောက်တစ်ခေါက်တကားတယောက်ကတရားဝဲပြီးရှောက်တယ်တပည့်တော့လက်ဖြောက်ဒီအဲ့ဒါလို့ပြေးတာလေးများတပည့်တော့လိုချင်တယ်လိုချင်ရင်တကားဖြတ်လိုက်ဘာဖြတ်မှာတော့ဘုရားဖြတ်လိုက်အဲ့ဒီလိုရတာကကိလေသာအာသဝကုန်ခန်းသွားတဲ့ယဟန္တာမှရတာဟိုကဖြတ်ပြီးလို့ခမည်းလည်းဖြတ်လိုက်လို့ခမည်းတို့လိုပုထုဇဉ်ကျွတ်တို့လိုပုထုဇဉ်တွေလက်ဖြောက်တီးလို့သာဒီလိုပြေးတဲ့ကိစ္စကြီးရနေရင်ကျွတ်တို့တိုင်းပြည်ဘယ်ကြည်တရီကြည်ဖိုးဆောင်တော့မလို့လက်ဖြောက်ကြီးတီးလို့ကုန်မှာပေါ့ဟိုလိုလှုပ်ဒီလိုလှုပ်နဲ့ဘယ်တရားနာပြေးတာကျွတ်တို့တိုင်းပြည်ကြီးသူများတိုင်းတစ်ပါးကလာပြီးတော့ဟိုဘက်ကထားလိုက်ဒီဘက်ကလာလိုက်ဟိုသွားတိုက်လိုက်ဒီသွားတိုက်လိုက်ဘယ်တိုက်တော့မလို့အဲ့ဒါမျိုးများရရင်ကျွတ်တို့ပမာပြည်ကကိုတိုင်းပြည်လာတဲ့ရန်သူတွေလက်ဖြောက်ကြီးတီးလွှတ်နေမှာပေါ့မှန်ရလားပြေးတာကြီးမှန်ပါဗျာဒါကြောင့်တရားနာပြေးတာဖြတ်လိုက်လို့ကျုပ်ကပြောတာပါမတောက်တစ်ခေါက်နဲ့လိုချင်တာလောက်ကောက်ပြောတဲ့လူကရှိတယ်ပြေးတာရဲ့ကြည်တရားနာပြေးတာကြီးအဲ့ဒါလိုလက်ဖြောက်တီးပြီးတော့လွတ်လိုက်တော့တရားမင်းကြီးလည်းပြန်ပြေးပြီဒီလိုနဲ့ရှင်မဟာကတ္တဗကိုရောမြတ်ကြီးရာဇဂိုမျိုးတွင်သို့ဝင်ကြွတော်မူလာပြီပြိဿဘယ်ကိုကြွလာရာဇဂိုမျိုးတဲ့ဝင်ကြွတော်မူလာတော့တထေသမီးတွေသူကျွဲ့သမီးတွေတဏခါတွေလိမ့်လို့ပန်းနေပန်းလို့အဝကောင်းစလာတွေဝစ်လို့ရွှေခွက်ကြီးတွေကိုင်းငွေခွက်ကြီးတွေကိုင်းပြီးတော့လာကြဟဲရှင်မဟာကတ္တဗကိုတော်မြတ်ကြီးကြွလာပြီးငါတို့ဆွမ်းလောင်းကြကုန်စို့ရက်ဆောင်ကြရှင်မရတော်မူပါဖျားရတော်မူပါဖျားတပည့်တော်တို့ဆွမ်းလူချင်းလုံးလို့ပါဖျားဟဲ့သွားကြနင်တို့ဆွမ်းငါလူမခံဘူးတရားတရားရှိလုံးလို့ပါဖျားဟိုတရားတရားရှိပြီမယ်ငါဆင်းရဲတဲ့ဆွမ်းကိုအလူခံမသွားကြနင်တို့တထေသမီးသူကျွဲ့သမီးမဆင်းရဲဘူးချမ်းသာတဲ့လူတွေရဲ့ဆွမ်းကိုငါအလူမခံဘူးသွားကြပြေသာရှင်မကတ္တဝကိုရောမြတ်ကြီးကချမ်းသာတဲ့လူတွေလှူတာအလူခံရဲ့လားမှန်ပါဗျာရှင်မကတ္တဝပါဗျာနော်
အဲ့ဒီလိုတရားနာပြိတ္တာကြီးဆင်းရဲတဲ့ဆုံးအလူခံမဲ့ဆိုပြီးတော့အလူမခံတော့တပည့်တော်တို့လူချင်းလိုပါဗျာဟဲ့ဒီကောင်မတွေသွားဆိုသွားကြဒီကောင်မဆိုတဲ့စကားကလည်းရှင်မကတ္တဗတပါးသုံးရဲတာကျွတ်တို့ခုခေတ်ဘုန်းကြီးတွေတက္ကမတွေများဒီကောင်မတွေလို့ပြောကြည့်ပါလားပါဇက်ပိုးမြင့်တမ်းငတ်မယ်ပြောတာလှူတာတက္ကမတွေကလှူတာတက္ကမတွေကြီးညိုအောင်လုံးမှာပါဇက်ကစီဆိုးမှာမှန်ရလားပြိဿကြီးဟုတ်တယ်ချက်ရေးပြုတ်ရေးစီနဲ့အသုံးပြုပြီးချက်ကြပြုတ်ကြတဲ့နေရာမှာမိဖို့ကြောင့်ဒကမတွေကပိုင်တာဒကာတွေကပါဇက်ရှိတာဒါဝတိကျွတ်တို့ဒကာကိုအေးကြတော့လေကြုတ်ကြိုက်တတ်တဲ့ချင်းရင်ဟင်းချက်ဟာကောင်းကောင်းချက်ခိုင်းပါလေဒကာတွေကပါဇက်ပဲချက်တာကတကယ်ဒကမတွေချက်တာမှန်လားပြိဿမှန်ပါဗျာဒီတော့ကြည့်လေရှင်မကတ္တဗဟဲ့ကောင်မတွေဆိုတဲ့ကျွတ်တို့ခုခေတ်ဘုန်းကြီးတွေကဒကမတွေကိုဟဲ့ကောင်မလို့ဆိုရဲပါဆိုလိုကောသိမ့်မှာသိမ့်ပါဘူးဗျာရှင်မကတ္တဗတပါးပဲဒီအသုံးတော်မျိုးသုံးရဲဟဲ့ကောင်မတွေသွားကြလက်ဖြောက်တီးလှုပ်ပြေးကြပြန်ရောဒီလိုလက်ဖြောက်တီးလှုပ်လို့ပြေးတော့ဟောခလေးမလေးကလည်းထမင်းကြိုးတွေခွက်ထဲမှာထဲလို့တစ်မြစ်ကလေးပေါ့တစ်ပင်အောက်အနာယူပြီးတော့နေခိုင်းရှင်မကတ္တဗကိုတော်မြတ်ကြီးသည်အဲ့ဒီထမင်းကြိုးခွက်ထဲထည့်ပြီးတော့ထားတဲ့အာစာမဆိုတဲ့ကလေးမလေးအပါတို့ရောက်သွားပြီခြေစုံရက်ပြီးတော့တရားနာပြိတ္တသဝေကြီးပိုက်ဟောရှင်မကတ္တဗကိုတော်မြတ်ကြီးကြွလာပြီငါရှိဆွမ်းရတာနဲ့တူပါရဲ့ငါလည်းလှူစရာမရှိဘူးရှိတော့ရှိတာပေါ့လေသူများပေးတဲ့ထမင်းကြိုးတွေအယိုးအရင်ထမင်းတို့တွေဒါအလှခံမှာမဟုတ်ပါဘူးမသိမှာဘူးအလှခံဒီတိုင်ဦးလဲငါပဲလို့လုပ်ပြီးတော့လှူရပါမတော့အတိတ်စထဗန်းနေပါဗျာတပည့်တော်မှာနောက်ဘဝကလှူခဲ့တဲ့ကောင်မမို့ဟောဒီဘဝမှာအင်မတန်ဆင်းရဲတဲ့ဖြင့်သူများကျွေးသမျှပေးသမျှကိုစားဝတ်နေရတဲ့ဘဝပါဗျာကြော့စွန်းပါဗျာတပည့်တော်မှာကြော်ပြီးတော့တော်ရအိမ်တို့အရှင်မြတ်ဆွမ်းရတော်မူပါဗျာကြော့စွန်းဆူလိုက်ပြိဿဘယ်လိုဆိုတော့ဟေးကြော့စွန်းဆိုတာလဲလောင်းတာပဲနော်တန်ဃာတွေကြွလာရင်လေအကြာကြီးဒုက္ခဖြစ်အောင်ပြစ်ပြစ်မထားနဲ့ကြွခြင်းနဲ့အိမ်ကြွနိုင်အောင်ကြော်စုံးပါဖရာခတ်တုတ်တုတ်မမြင်အောင်ဆောင်ပြီးတော့ဒုက္ခပေးမထားနဲ့ကျုပ်မန္တလေးတုန်းကမြင်ဘူးလားဒကမတယောက်အိမ်ဆွမ်းရိုက်ဆွမ်းစလုံးကြီးအငွေတစ်ထောင်တောင်းမြင်လို့ကျုပ်ရက်တာပါအဲ့ဒါအငွေတစ်ထောင်တောင်းမြင်လို့ကျုပ်ရက်တော့လေတကယ်ဆိုရင်ကြော်စုံးဆိုပါလားမိဖို့တဲ့ဝင်ပြီးတကကြောင်မမြင်အောင်ကတ်ထိုင်မမြင်သေးလို့နဲ့တူပါရဲ့နောက်ကျုပ်ကမကြွလှမကမကြွတော့ဒကမကအမဲဖနက်ကလေးကြိုင်ပြီးကျုပ်ဝေးကနေကုန်းကုန်းလေးပြင်မဲ့ထွက်သွားကျုပ်ကအောင်းမိတယ်အိမ်ရှင်မှတ်လို့ရနေတာဧည့်သည်ကိုထွက်သွားကျုပ်ကဧည့်သည်ပဲမှတ်မကြွလှမကမကြွတော့လေမိဖို့တကားကြီးဖွင့်ထားခဲ့တော့ဟိုကောင်ဒီကောင်ဝင်စားမှစိုးလို့ပြန်လာဖနက်ကလေးကြိုင်ပြီးကျုပ်ဝေးကကုန်းပြီးဝင်သွားအဲ့ဒါအတွင်းတကကြောင်ပြေးကပ်ပြီးတော့မှလူမမြင်အောင်နေပြီးတော့ကြရာသုံးပါဗျာဧည့်သည်မှတ်တယ်လက်စတတ်တော့သူ့အိမ်ကိုစောစောကြော်စွန်းဆိုလိုက်ငါဟိုအိမ်ဒီအိမ်ကြွရပြီအတော်ဒုက္ခပေးတဲ့တကမမှတ်ထားနော်ဒုက္ခတော့မပေးကြနဲ့တချို့ကမမြင်ရင်အောင်ဆောင်တတ်ကျွတ်တို့ဘုန်းကြီးတွေကလည်းတရားနာပြိတ္တာဟိုမမြင်ရင်အောင်ဆောင်ဘာဆောင်ဇွဲကောင်းကောင်းနဲ့ရရတာပဲဘုရားကိုတော်မြတ်ကြီးတောင်းဆွမ်းကံဖုံးပေးပါတယ်အမလေးဒီထဲမြတ်စွာဘုရားကိုတော်မြတ်ကပ်ပြီလူအတိုင်းပြည်ကြွတော့လေသပိတ်ကြီးပိုက်ပြီးဆွမ်းကံကြွတော့သုတ်တော်ရဏကြီးကြားတကိုသိတကိုလှမ်းကြည့်စမ်းပါဗျာခ
Camero time be out of the Bayan that Sushiva Liakane. Dumia Ainzingo Yap Bido Mietnangene Akulo Swan Campido Sayat Legino Ulero Manai Zulai. Out of here, Camero was a quality la. Nadaba Payago Madwin Naimutilo Yakuke though Yumudo Murala Turuari attend out. A favor in Yiga, Samakalu, a Kugado, Ainzin Yatelu Tin out. That of Yam, Yanangelo, Gigalo, Domuba, ne. Every Chekama, Payaguro, Yaga, Swankam, Pompi Yade, Yahanta Manadu, a John Pampizita, did the Naga Holido, huh? No Dorana, you thought of Antisharabo Lavia. Yada, Payaguro, Yajita, Swankam, Pompi, Damutu, Tangaro Rima. Ainzin Yapido, Diana Pita Swankaya. Jolly, Mandalay, Joe Moody. Yoya, oh. Sons of Lowy, and with the town on there when ya. When ya. Don't want that Jiwa de Boazan to buy it. Sivology let Jan Yalu pay Jamaganine. The guys who do good ain't time along. Hey, Georgie, good only Yan in the Manini Bulabi, son 12 Lauma. Dopin. Pony Ludon do by it. Mani nebu labi, mani to the old conjure. A nega, why you got? Don't let on, didn't change him. I'll go and tell on with Jado. That is other 12, Sound on it. Silly dollar pay out yet. Being of your body. From the lonely guy, me, the outside young people turn like a bob. Another out of the zonium along Tanga, Yaji Longa, and Mute, as the lonely son is zoning a gold chicha. Yecha. Took a charging Charlie, wait, who be ill? A nega de Gamagia, Joe Anna and Dubai. 40 now go already down there the no. Joe let Anna the door of your. Jabu, Poji, now go already down there the no. Poji at Biambio and Luviene as a gabia, much and matter. Ha! So long I've a powder long in them. Go go be your boy. Be have your body. Silly dollar pay is our live yet done. A go long tail like. To Mother Tara, the Tara, Mazi, we joke at a army, the 40 Poji, Nayang long doing, another way. That pony back to a gay. How dare you do pony, Camaro, Ludelo, see why you need on a guy chain, you do a binding to a guy for long ages. You know what I have either. By tell 20 and Jodo Luchin at Ladana, you guys are lonely now, either. Divian Bama, Puziam, she will be either. My love is that ye. That on these hunkies are lady, the gold I go, egg, tight don't look. Joku let tight don't at the Piaku Southern, they got Langarori, Swankies are of him. I'll mean Wababi, that Swampan Chanyan Dana Pombe or Mujaya. Now, Mizi is it that you will last in at Luma Bogu Yalawe, come to see him with Java, the children calling us him with Kunyawabi. That out the Yana Yaji. And Diga to the Chodagari, Pim Pido, Nidalu, Dana, the Gaza now. Dana, Pude, Lure Poco, the Napi, Son of the Pueblo, Tagamari, at Lumialo, Napi, Duabido, Nadadio, Nadami, Naya, don't see there's so. Jodo the Gariga, now go Jaja, Pido, Janita, the Nalo, Aturuaya on Camaro, and Napi, Yaude, Alode, Josabi, Lujava, Oyaro, the Guardian, Gojin Salo. Kai, G. Yana Bita Homa. Clemali. So good I'm alone, I know like a Rosoma, Toya, Eno Yatom, Wabia, Dibian Sejato. Toya, Eno Yatom, Wabia. Grazon Sulaito, Shinari Bodia Guru, Shimhagava Guru Yajiga. Now good Chilan, the Lane so be a zombie and yet, Madoa. Now Grazon Wabia, takes a tabani Wabia. Payad Vido Mashim Yatugo Lugo Soda Welo. Payad Vido Maya Wanza at Tretoma, Azin Shaupido Mienangene, Down Kansania Valpia.
ကြွတော်မူပါဗျာကြောစွန်းမှာဗျာလို့ပဲလို့ပင်လျှောက်တော့လည်းမကြွတော့ကလေးမလေးစဉ်းစားလာဟဲ့အာစာမအိုးငါခွက်ထဲကထမင်းကြိုးတွေအလူခန်းနေတာနဲ့တူပါရဲ့သိမဘူးလေညှိဆင်းရလို့လူကျွေးသူကျွေးနဲ့စားရတဲ့ထမင်းကြိုးမထင်မြကြီးနဲ့သင်တော်မယ်မထင်ပါဘူးအိုးဒါပေသည်မကြွတော့ယူခြင်းလို့နဲ့တူပါရဲ့ခွက်ကလေးကင်ပြီးတော့မပြီးလှူမလို့ကြံလိုက်သိမဘူးလေတော်ပါဘူးနဲ့ပြန်ချလိုက်ချီတုံချတုံပြုတ်ပြီးတော့နေရမှာကဲမကြွတာကတော့အလှခံရင်လို့နဲ့တူရဲ့ညိပစားနဲ့လှူဟဲ့အာစာမဒီကနေ့အတွဲကြီးငတ်ချင်းငတ်ပါစေတော့လှူတော်လို့ဆိုပြီးတရားနာပိဋကထမင်းကျိုးထဲတဲ့ခွက်ကလေးယူလာရှင်မကတ္တဗကုတော်မြတ်ကြီးအပါရောက်တော့အလှခံတော်မူပါဗျာတပိတ်ဖုံးလေးပွင့်တပိတ်ဖုံးလေးနဲ့လောင်းပြီးလှူလိုက်တော့တဝက်လောက်ကြလက်ကလေးကာဗျဟဲ့ခလေးမတက္ကမလေးနင်းအတွက်တဝက်လောက်ချမ်းအောင်ဓာရီငါအကုန်လှူရင်သင်ဒီကနေ့ဘာစားမလဲလို့မမိတ်တော့လဲမိတ်တဲ့ကဲ့သို့အလှခံပုဂ္ဂိုလ်များချီးမြှောက်ငဲ့ညာတာပြိဿအဲ့ဒီလိုမမိတ်တော့လဲမိတ်တဲ့ကဲ့သို့ငဲ့ညာတော်မူကြသည်တချို့ကတော့ဘုန်းကြီးတွေဘာမှအလိုက်မသိဘူးတဲ့ကားပဲတဲ့ဆံကုန်မြေလေးအောင်မိတ်သူများလှူတာလက်ဆေးအသာ၌ဖုံးပေးလက်တုပ်ပြီးတော့သင်္ကန်းခေါင်းမူချုပ်ဥပြင်စင်းဆိုတဲ့အတိုင်းပြင်မော်စင်းပေါ်တတ်ထားတဲ့တချို့ကလူဘိုးတွေမထင်ပါနဲ့ဗျခမည်းတော်ခိုးနေတာတွေမခိုးအောင်တိုက်နေတာတွေမတိုက်အောင်ဆိုးနေတာတွေမဆိုးအောင်မလိမ်မာနေတာတွေလိမ်မာအောင်မိဘစော်ကားနေတဲ့ကလေးတွေမစော်ကားအောင်အန္တရာယ်မကင်းတဲ့မြို့ပြပြေးရွာတွေပရိတ်တွေရွတ်ပြီးတော့အန္တရာယ်ကင်းအောင်ခမည်းတော်လှူတဲ့ဆန်းကိုဖုံးပေးပြီးတော့စုကလေးဖြစ်တော့ချီးမြှင့်တော်မူကြသည်သီလာလေးဖြစ်တော့ပေးသွားကြသည်ရေစက်လေးဖြစ်တော့ချသွားကြသည်တရားဓမ္မလေးဖြစ်တော့မိမိစွန့်နိုင်တဲ့လောက်ဟောကြားတော်မူကြသည်ကြည်အောင်ဆက်တော်မူရပါသည်မှန်ရလားပြိဿဒါကြောင့်တရားနာပြိဿကြီးကြိုးစားပြီးတော့ကိုးကွယ်ကြဩတချို့များသမန်ငါရှံငါအောင်းမိသမန်ငါရှံငါဘယ်လိုအောင်းမိတုံးဆိုတော့တချို့ယောက်ျားတွေပြောတယ်ဟဲ့ကောင်မင်းပြင်းဖုံးကြီးဝတ်ပါလားကွာဒီတော့ဘုန်းကြီးတွေကပြင်းလို့ဝင်နေတဲ့အတိုင်းတောင်ပြောမြောက်ပြောတချို့မိန်းမတွေကလည်းသူတို့လင်သားအလုံးမလို့ပဲအိမ်တော့သေချင်းဆိုတဲ့ဒီလောက်ပြင်းလှတယ်သွားတယ်ဘုန်းကြီးကြောင့်သင်္ကန်းဝတ်ရှိစကားပြောအနှောက်မလို့အသွားမလို့ကြည့်ပြောကြပါဗျာကဲကြည့်တရားနာပြိဿဟိုမှာငဲ့ညတော်မူတဲ့ပြိဿအသမနိမှုတဝက်လောက်ချမ်းအောင်ဟဲ့လို့မပြောတော့လဲပြောတဲ့ကဲ့သို့လက်ကလေးကာပြတော့အရှင်မြတ်ဗျာဖရာတပည့်တော်ဒီဘဝချီးမြှောက်တော်မမူပါနဲ့နောက်ဘဝကလှူလို့ရခုသူများပေးတဲ့ထမင်းညိုးစားနေရတဲ့ဆင်းရဲသမားပါဗျာဖရာတပည့်တော်သည်ဒီဘဝမှာလှူရင်နောက်ဘဝကုန်းကောက်စရာတောင်ရှိမှာမဟုတ်လို့အရှင်မြတ်ဗျာဒီဘဝဆင်းရဲတာလေးကိုငှက်ွက်တော်မမူပါနဲ့ဒီဘဝတပည့်တော်မစားရမှလေးကိုငှက်ွက်တော်မမူပါနဲ့ဖယားတပည့်တော်ဒီဘဝအတွက်မချီးမြှောက်ဖက်နဲ့တန်တရားအတွက်ချီးမြှောက်တော်မူပါအကုန်လုံးအလူခံတော်မူပါဗျာတပည့်တော်တယောက်စားလေအရှင်မယားနဲ့တပည့်တော်ခွဲမျှပြီးတော့စားလိုက်မယ်ဆိုရင်ဖြင့်တပည့်တော်လည်းမဝအရှင်မယားလည်းမမျှဖြစ်ပါလိမ့်မယ်ဗျာအလူခံတော်မူပါဗျာလို့ရှောက်ပြီးအကုန်လုံးလောင်းလှူလိုက်ဟဲဟန်ကြလိုက်တာအလူခံသွားပြီအာသမညှိလူတာဂျိုးတွေအသိုးလေးတွေတောင်တဝက်တစ်ပြက်ပါတယ်အယိုးအရင်တွေကလည်းပါသွားပြီတန်တော့ငါ့ကိုတဏှာလို့စိတ်ချမ်းသာအောင်အလူခံတာလဲတူပါရဲ့အသမဖ
ုံမဖုံးပေးပါမလားတော်တဲ့နေရာသွန်းပစ်ခဲ့လိမ့်မထင်တဲ့အာစာမသူ့စိတ်ထဲတန်မြတ်ဖြစ်တထေသမီးသူကျွဲ့သမီးတွေကရွှေခွက်ကြီးတွေနဲ့ငွေခွက်ကြီးတွေနဲ့နောက်ကတကောက်ကောက်လိုက်ရမှတတောင်းသမားလေးလောင်းတာသပိတ်ဖွင့်အလှခံလိုက်တော့ဟောတော့ကြည်စမ်းတတောင်းသမားရဲ့ထမင်းကျိုးထမင်းသိုးတွေတော့အလှခံတယ်အိုးညီတို့ကလည်းအေးဒါတော့အသိနေရလားကောင်းကောင်းမုံမုံမြတ်မြတ်ဖုံးပေးတဲ့မထေမြတ်ကနေပြီးဒါဒီအလှခံနေဆိုတာဟိုကောင်မတနာလို့ပေါ့အေးဘယ်နေရာသွန်ငယ်မှမသိဘူးတို့ကကတ်ရမှလာလိုက်ကြစို့သူတို့ကအထင်ကြီးတို့ရှင်မကတ္တဗကိုရောမြတ်ကြီးကကြွအသွားတထေသမီးသူကျွဲသမီးတွေကရွှေဗလားငွေဗလားကြီးတွေနဲ့လိုက်ကြသည်ခလေးမလေးကလည်းနောင်းရောက်ခံလိုက်သည်ငါလှူတဲ့ဆွမ်းနေသွန်းပစ်ပြီးတော့တထေသူကျွဲသမီးတွေလှူတာဖုံးပေးမနဲ့တူပါရဲ့အစမညီလိုက်ပြီးတော့ကြည်စမ်းစိတ်မချလို့နောက်ကနေလိုက်သွားဇယက်တစ်ခုရောက်တော့ရှင်မကတ္တဗကိုရောမြတ်ကြီးဇယက်ပေါ်တဲ့ထိုင်စရာနေရာအကြည့်တထေသမီးသူကျွဲသမီးတွေကနေရာခင်းပေးကြသည်ခင်းပေးတဲ့ပုံမှာတရင်သုံးတော့လက်ဆေးရည်တွေပါလေအလုံးစီစဉ်ပေးကြသည်ကတ်ကြသည်ဟောတရောင်းဆောင်မလေးကတော့တထေသမီးသူကျွဲသမီးတွေနောက်ကခြေပြားလေးထောက်ပြီးတော့ကတ်ရဲဘူးတိုးရဲဘူးအောက်ကနေလှမ်းကြည့်ဆင်းရဲတဲ့ကလေးမှဆိုတော့လူတော်တဲ့မဝင်ရဲဘူးအင်ကြီးလေးကလည်းစုပ်လို့ပြတ်လို့ထမိန်လေးကလည်းနွန်းနဲ့ထဲစုပ်တဲ့ထဲပြတ်တယ်အဖာသေးလေးတွေကလည်းပါတယ်အသစ်ဝဲဖို့ဆိုတာဝဲလို့ရှိတဲ့အဝတ်တစ်ထည်ကိုတစ်ခုလုံအောင်မနဲ့ချုပ်စတ်ထားရသည်ကရဲဘူးဆင်းရဲမကောင်းဘူးနော်ချမ်းသာအောင်လုပ်ကြဆင်းရဲတယ်မျက်နှာငယ်ရဘုရားတို့ဒီတော့မသိဘူးကျွတ်တို့ကြာနေခံစီတော့လတ်သဆိုင်ရှိပတ်စံရှိတဲ့လူကြပေးလေးတဲ့စာအုပ်လေးကျုပ်ထပေးမယ်အဆင်းကိုပြေလို့ပတ်စံမရှိတဲ့ကလေးမှသွားရတော့တထောင်နဲ့တွက်ဖဲလာမှတော့လမ်းရိုက်တွက်တဲ့လူအပြည့်မတင်နဲ့ပတ်စံမရှိလို့ဆင်းရဲလို့လူရမဝင်တာဘသူအပြည့်ကိုအပြည့်ကိုမလှူခဲ့တဲ့ပုပ်ပေစကတပုံညတာဆိုတဲ့ဒါနစက်ကြီးကပြက်ခဲလို့မှတ်သွားကြဆင်းရဲရင်မကောင်းဘူးဒါပေမဲ့လို့ဆင်းရဲချမ်းသာမရွေးလူမျိုးတိုင်းချမ်းသာတဲ့လူတွေဆင်းရဲတဲ့ပုဂ္ဂိုလ်ကိုရိုင်းမင်းကောင်းသည်မရိုင်းမင်းကောင်းဘူးလားပြိဿရိုင်းမင်းကောင်းပါလေဗျာရိုင်းမင်းညာဗျာကျွတ်တို့တချို့တထေးတွေလေတိုက်ကြီးနဲ့ကြလက်ကောက်ကြီးဝဲလို့6,000တန်းတိုက်ကြီးတဲလို့ဟိုတုန်းကခုမဟုတ်ပါဘူးမနဲ့မိုးလင်းရင်လာပြီးချမ်းဆေးနဲ့စူပုတ်ရွက်တယ်လေစူပုတ်ရွက်လာအောင်တဲ့သူကအထက်ပန်ကြီးနဲ့ခေါ်ကလေးမလေးကသွားပေးစမ်းနဲ့10ပြားဘူးတဲ့တန်တကားကြီးပိတ်ထားတဲ့အကြောင်းဥမာကြီးတိုက်တဲ့နေရာကနေစူပုတ်ရွက်ဝဲတာ10ပြားဘူးတညွန်ချင်းထပ်ပြီးနှိုက်တာကတကြဖိုးလောက်ကလေးမလေးကပြောရှာတယ်များပါတယ်တော်တဲ့များပါဘူးတဲ့ကျောင်းမကြီးကစူပုတ်ရွက်တယ်လေအနုချမ်းစည်းဟုတ်ကြားလက်ကောက်ကြီးလည်းသတိမထားမိဘူး6,000တန်းဆောက်တဲ့ကျောင်းကြီးကိုလည်းသတိမထားမိငါပုပ်ဝေစကြောင့်ချမ်းသာတာသူခမဆင်းရဲငါကြီးလိုလျှောက်ခူးပြီးတော့မရောက်နိုင်ဘူးဆင်းရဲလိုပရိသနာဝန်စားမှုလုပ်ရတာဝဲလိုက်စမ်းပါဗျာတကြဖိုးတကြခွဲဘူးတဏှာသဖြင့်ပေးလိုက်စမ်းပါဒါနဖြစ်ပါတယ်ဒါပေမဲ့လို့ဒါနမဖြစ်နိုင်တဲ့ဒီစေတနာလေးတွေပေါ်တတ်လွန်းလို့ရိုင်းပင်ကောင်းတဲ့အကြောင်းကိုလည်းစေတနာကောင်းနဲ့ထည့်ပြောပါတယ်တထေးတွေလည်းကြုံမျက်စောင်းမထိုးကြပါနဲ့အခုတထေးတွေမဟုတ်ပါဘူးဟိုတုန်းကတထေးတွေပါဗျာတို့သဘောပေါက်လောက်နော်ကြည့်တရားနာပိဋကဆင်းရဲမကောင်းခြေပြားလေးထောက်ကြည့်
နောက်တော့သပိတ်ထဲအာစာမခေါ်တဲ့ထမင်းကျိုးရှိတဲ့ကလေးမလေးကလှူလိုက်တဲ့ဆွမ်းတွေကိုသပိတ်ထဲကိုကအထေသမီးသူကျဲသမီးတွေကရွှေခွက်ကြီးနဲ့ကလက်နဲ့ဖယ်ပြစ်ငွေခွက်ကြီးနဲ့ကလက်နဲ့ဖယ်ပြစ်အဖုံးပေးဘူးခလေးမလေးလှူလိုက်တဲ့ထမင်းကျိုးတွေတလုံပြီးတလုံတလုံပြီးတလုံအာရပါရမြိန်မြိန်ရှက်ရှက်ကြီးဖုံးပေးတော်မူသည်ခလေးမလေးကလေဟောဖုံးပေးနေတာနဲ့တူပါရဲ့ဟင်ဟိုတထေသမီးကရှေ့ကရွှေခွက်ကြီးနဲ့ငါလှူလိုက်တဲ့သပိတ်ထဲကဆွမ်းနေဖုံးပေးတာလားသူရွှေခွက်ထဲကဆွမ်းနေဖုံးပေးတာလားငါမြင်ရအောင်ကြည့်မဲနဲ့တရားနာပြိဿကြီးဟိုကုသိုလ်ပြုဆောင်ထားတဲ့ဇယက်ဆိုတော့ရှာရိုးချမ်းမဟုတ်ဘူးပေါ့လက်တလုံးလောက်ချားနေတဲ့ကြမ်းပေါက်လေးအောက်ကနေသွားပြီးမျက်နှာတော်မော့ကြည့်ဟောဖုံးပေးလိုက်တာအားရလိုက်ပါပြီအမလေးငါဝမ်းသာလိုက်ပါပြီအာစာမညီသွန်းပြစ်လိုက်မယ်ထင်တာတွေညီတောင်မလွှဲတာလို့စားရတဲ့အစားအစာတွေကိုညီချီမြောက်တဲ့အနေနဲ့ဖုံးပေးနေတော်မူပြီဝမ်းသာလိုက်ပါပြီပြုံးပြီးတော့မျက်ရည်လေးတွေကျလာပြေးတာပြုံးပြီးဘာလေးတွေကျလာဝမ်းသာလို့ပြုံးသည်မျက်ရည်ကျတာကသားရီဟူသောချစ်ချင်းနဲ့ချစ်လိုက်မိသည်ပြုံးပြီးမျက်ရည်ကျပြုံးမျက်ရည်ဇက်ကခုခေတ်ရိုက်နေတာဒါမျိုးများလားဟဲ့အောင်းမိတ်ကြည့်ရတာကိုဒီလိုအာရပါရကြီးဖုံးပေးတော်ဘေးကတထေသမီးသူကျွဲ့သမီးတွေကကြည်စမ်းမတော်တို့လှူတာမွန်မွန်မြတ်မြတ်ထောပတ်စီဦးတွေနဲ့ကြကြနာနာတန်ဃာတွေနဲ့ချက်ပြီးတော့ကတ်တာကြတော့မဖုံးပေးဘူးဟိုသရောင်းသမားလေးလှူလိုက်တဲ့ထမင်းညိုထမင်းသူတွေကြတော့ကျွတ်တွင်းရီလောင်တော့ကြည်စမ်းစားလိုက်တာမကြေမနပ်ဖြစ်နေတာသူတို့လှူတာမစားလို့ပြေးသားကြီးမကြေမနပ်မဖြစ်ဘူးလားတထေးကတော့တထေးသမီးတွေသူကျွဲ့သမီးတွေရှင်မကသဗ္ဗကိုရောမြတ်ကြီးကရွှေခွက်နဲ့ကြာကြာနာနာကတ်တာတွေဖုံးပေးရလားပြေးသားကြည်ရှင်မကသဗ္ဗကိုရောမြတ်ကြီးအဲ့ဒါလိုဖုံးပေးတော့တထေးသမီးသူကျွဲ့သမီးတွေကမကြေမနပ်နဲ့ကြည်ကြအဲ့ဒါလိုလဲဖုံးပေးပြီးပါလေရောဇယဘောကဆင်းပြီးတော့အကျွမ်းကလေးမလေးဒူးလေးတုတ်လက်အုပ်ကလေးချီလို့မျက်ရည်တွေနဲ့ရှင်မြတ်ဗျာကြွတော်မယ်လားဗျာအရှင်မြတ်ကြွတော်မှလားဗျာတပည့်တော်ဆင်းရဲပါဗျာတပည့်တော်လှူလိုက်တဲ့ဆွမ်းနေဖုံးပေးတာကိုတပည့်တော်ဇယပေါ်တက်ပြီးတော့မြတ်တော်မခတ်ဖဲနဲ့အာရပါရကြီးကြီးညိုခြင်းပေးမယ်လို့မလားပါဗျာဆင်းရဲတဲ့မိမမို့အပေါ်မတက်ရဲပါဗျာတပည့်တော်တက်ရင်လည်းငေါ့ထုတ်ကြမှာဗျာခြီတောင်းနဲ့ကန်ထုတ်ကြမှာဗျာဒါတော့အရှင်မယားဖုံးပေးတာကိုတပည့်တော်ကြမ်းပေါင်းအောက်ကလှမ်းကြည့်တာမြင်ရလို့ဝမ်းသာလိုက်တာဗျာတပည့်တော်မပဲလို့ဝမ်းသာမှမသိဘူးဗျာဟဲ့အာစာမဟဲ့အာစာမသင်သည်တဲ့ဟောလွန်ခဲ့တဲ့နောက်ဘဝကငါရဲ့အမေတော်စဖူးခဲ့သည်အာစာမဒါလေးအမိတ်ရှိပြီးကြွသွားတာဘာမှပြောဘူးပါဇက်လေးဟပြီးတော့ကြံရဲ့ဟောငါကသူ့အမေတော်ခဲ့ဘူးတဲ့ဟုတ်ပါပြီလူကမပြောသွေးကပြောတဲ့ငါလူတဲ့ဆန်းတွေကိုဖုံးပေးတာကြမ်းမောင်းအောက်ကချောင်းကြည့်ရင်းနဲ့ငါဝမ်းသားလို့ပြုံးယုံနေမကငါကိုလာလွယ်ဆဲလာဖွာပြီးတော့ထားတဲ့သားကလေးကဲ့သို့သားရီဟုသောချစ်ချင်းကြောင့်ငါမျက်ရည်တွေကျခဲ့ရပြီအခုလေငါသားတော်ခဲ့ဘူးတဲ့အရှင်မြတ်ဗျာရှင်မြတ်ဗျာဘယ်ကြောင်းတိုင်းမှာတရင်သုံးတယ်လို့ဘယ်နဲ့ကြောင့်မိတ်သွားတော့မမူတာတော့သားတော်ကြီးရှင်မကတ္တဗဝလီဝတ်သားလိုက်တာတဖြည်းဖြည်းနဲ့သားကိုတဟောကြည့်ဒီကြည့်နဲ့
ဆင်းရဲတဲ့သရောင်းစပါးမို့လဲနောက်ကမလိုက်ရဲ့လိုက်ပြောင်းတော့လေအန္တရာယ်တွေတွေ့လာမှစိုးရသဖြင့်ပိဿကြီးတရွေ့ရွေ့အချိန်တစ်ဖြည်းဖြည်းလေးကုံသွားရမှဆရာပေါ်တက်လို့ဒီနေ့အာဟာရကလည်းတစ်စိမှမစားရနောက်ထပ်လည်းထပ်ပြီးတော့သူ့အတွက်စားကြရမတောင်းခံတော့ပဲနဲ့ပါရဲ့ကပ်ပါမလေးငါသားတော်ကြီးအခုပဲမှသတင်းသုံးပါလေအလိုဖယားအစားကလည်းပိုက်ထဲမှာမရှိဒီကနေ့တစ်စိမှလည်းမစားရသားကိုလွန်းတဲ့စိတ်တွေကရင်ထဲမှာတလိမ့်လိမ့်တက်ပြီးတော့လာလိုက်တာမောလိုက်တာတယောက်တည်းကုသူမရှိကဲသူမရှိနဲ့သာကတ္တဗသားတော်ကြီးဘယ်မှာသတင်းသုံးတယ်လို့အမေဟိုပြောမသွားပါလားဘယ်ကြောင့်တိုက်ကိုအမေလိုက်ရပါမထိုးသားကြီးမျက်စီတွေငါသားကြီးရွှေပြနှတော်ကြီးမထွက်ဘူးအလိုဖယားကုသူမရှိကဲသူမရှိတဲ့မျက်စီတွေလည်းပြားလာပြီငါဒီကနေ့နေရတော့မှမဟုတ်ပါဘူးတာရဲ့ရှင်မကသဘာကိုတော်ကြီးဟောဒီဆွမ်းကတ်တဲ့အမေအိုကြီးအမေပိဿသူအိုသေးတာမဟုတ်ဘူးနော်သားဆိုတဲ့စိတ်ကစွဲလိုက်တော့သူ့ကိုယ်သူလူအိုကြီးထင်သွားသားအမေအိုကြီးပြစ်ပြီးတော့ယခုကြောင်းတော်ကြွဆံအနုမောဒနာတရားတော်ပါလေမဟောပြီးတော့ပြသွားတော့မမူပါလားလွန်လိုက်တာလွန်နာကြပြီးတော့အမေသေးရတော့မထင်ပါရဲ့သားမောင်ရဲ့ထဲမှာတက်လေသားတော်ကြီးရှင်မကတ္တဗမမိခင်ငယ်ပြည့်ရောစီငိုကကြီးပါလို့ဒီမြဲရဲ့မလေးသားတော်ကိုလွှမ်းတဲ့စိတ်တွေနဲ့မျက်ရည်ကြလို့သေရတော့မထင်ပါရဲ့မမိခင်ငယ်မျက်ရည်ရောစီငိုကကြီးပါလို့ဒီမြဲရဲ့ခွေးရင်ကနွမ်းသားမောင်ကိုလွှမ်းဟွန်းတာနဲ့ပြမမာပြီဟဲ့မပြမမာပြီလူကလေးရဲ့မလေးအမေရင်နဲ့ချမ်းကွဲပြီးတော့သေရကြီးရဲ့လေသားသက်ဝေရလေးလွမ်းမြေရင်အမေပြရမှာပေါ့ခွေရင်ကဖြေမရွှင်နိုင်မှုသေခြင်းအောင်မောသေခြင်းအောင်မောမလေးငိုးနေတာမိမကျုပ်ရဲ့ယောက်ျားကံဖြစ်တယ်ဟုတ်တယ်ဗျမိမသားဆိုတာအတွန့်နဲ့အတက်နဲ့ရှားရှိတယ်လည်းမအောင်ဘူးနဲ့နည်းနည်းတော့ရှိလိုက်ရအောင်နားထောင်ကြည့်ခွေကြီးကဖြေမရွှင်မှုသေခြင်းအောင်မောဒီလိုလာရမှာမိမသားသေခြင်းအောင်မောအမေဒီလိုလာရမှာကျုပ်ကလည်းအော်တာခက်ရှက်ရှက်ဒါကြောင့်ရှိလိုက်ပါဦးမယ်ဆိုမှသားရဲ့လူလေးရှင်မကသဘာအမေပဲလိုက်ပြီးတော့ရှာရပါမတော့တရားဓမ္မတွေမဟောရထားပါတော့ဘယ်ကြောင်းတိုင်းမှာနေတယ်ဘယ်ကြောင်းတိုင်းမှာသတင်းသုံးတယ်လို့မှမိန့်သွားတော့မမူပါလားအမေပဲလို့မှဖြေလို့မရတော့ပါလားသားရဲ့ရှင်မကသဘာနောက်ဘဝကအမေတော်တဲ့သင်မိခင်ကြီးသင်ကြုံမဲ့လို့မရှိပေမဲ့လို့အခုဟောဒီဇယပေါ်မှာတရောင်းသမားကြီးယခုအချိန်ကစပြီးတော့မနေရလို့ငါသားကိုတန်းတက်ပြီးငိုပေးမယ်လို့အမေငိုတဲ့အတန်တွေကိုသားတော်ကြီးကြားတော့မှမဟုတ်ပါဘူးဘလို့ရှင်းတယ်လို့ဆိုလာပြီအမေနေရတော့ပါဦးသားတော်ကြီးတော်ပြီအာစက်ကလေးလေကြပြီးဟောဇယပေါ်ခောက်ကနေအနိစ္စရောက်အဲ့ဒီလိုအနိစ္စရောက်ပြီးတော့တရားနာပရိသတ်ကြီးအိတ်သောယောက်ျားနိုးတော်လာခဲ့သို့အထက်နေမှာနရတိနတ်ပြေမှာစံစားရရှာသည်နတ်ပြေရောက်မသွားဘူးလားပရိသတ်ဘသူကချီးမြှောက်တာတော့ဟဲ့
Amale Zatoli po on le viola Java, Bazuga Chimyao Daro, hey! The how no, Tiwa Lam Ho, who Zatoli po on, a me bait had Ali Kaitwan, Bedadi Bazuga Chimyao Davale. Eri Shima Kazava Lunga, Tumuaga Togere, Tahonga Chimyao Aku. Me came shit Asama, pay out Bali Veda Napi Yaudwadi, Taja, Tiana Veda, Take, Yahana Yigalep Shipya, Nidora Tamava Male Ata, Sirana Galasinje, Wutu Pisi, Corret, Tamino Gala, cold Lude Pisi Moholo, Tamara Lijaka Pizolo, Tatarama, a Joe baby dog. Ta hong chi miao napi yao so di adai napi yao toare niya ma jodu digane naiti tamare senanayi 14 minute ပါဗျာ စောပါတယ် မနေ့ဖြင်ကကြတော့နောက်ဆုံးညအကောင်းဆုံးဖြစ်တဲ့နောက်ဆုံးဌာနီလွမ်းမြတ်ကြီးဟောမှာဖြစ်လို့စောစောကြွကြပါကန့်ကန့်ခဏလေးဆိုစမ်းမတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုရလင်းညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုရလင်းညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးခဲ့လျင်ချီရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြရသည်သည်သောမိမိတို့အင်္ဂါဌာနသို့နိဝတ္တန်တုသီခရသာပြန်ကြပေတော့နိဝတ္တန်တုမေတ္တာယုဘခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေတရာဆွေကလျှောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြောင်းပါလေတော့ပြောင်းကြစေကုန်သတည်း